ပြီးတော့သူကဒီချိုင်းလို့ရှိလို့ရှီယောဂျိုနော်ချူဤဆိုပြီးတော့ပါပါတယ်ဒါကလေးဒီထိုင်ကုန်ကိုတုံးတဲ့အချိန်မှာတတိထားရမယ့်အချက်ပါတဲ့차이로시도 시오しないと急ブレーキをかけた時や、事故に遭った時写真のように大変危険であるဒီချိုင်းဒီကလေးဒီလိုမျိုးကလေးထိုင်ကုန်မတုံးဆိုလို့ရှိရင်တဲ့ကား brake ကိုနင်းလိုက်တဲ့အချိန်တို့ဒါမှမဟုတ်လို့ရှိရင်ဒီအနေရရှိလာတဲ့အချိန်မှာအရန်ကိုမှအနေရများပါဘောနော်ဒီဘယ်လိုပြောရမလဲကားရင်တိုက်မှုပါညာဖြစ်တဲ့အချိန်ဆိုလို့ရှိရင်အရန်ကိုပဲအနေများပါတယ်တဲ့သူကဒီမှာပုံလေးကိုပြထားပါတယ်ကဲဒီမှာကလေးလေးကိုကင်ပြီးဒီလိုလုပ်နေတယ်ဒါမှရုတ်တရက် brain စောင့်နေလိုက်တယ်ဆိုရင်ကလေးကဒီလိုဖြစ်သွားမယ်ဒါဆိုရင်အရန်အနေများရပါတော့နောက်ပြီးတော့子供の退学に合い座席に確実に固定できるものを選ぶဒါကလေးရဲ့ခန္ဓာကိုယ်အတိုင်းထွာနဲ့လိုက်ပြီးတော့ဒီကားထိုင်ကုန်နဲ့လည်းကွက်တိဖြစ်မဲ့ကလေးထိုင်ကုန်ကိုရွေးတင်ပါတယ်နောက်ပြီးဒီဟာကတော့အဓိကအမှတ်ပါပေါ့နော်ဒါကドリア使い説明書などに従って座席に確実に固定し正しく使用させるဒါကတော့လုံးဝဒီဘယ်လိုလုပ်ရမလဲဆိုအညွှန်းပေါ့နော်ဒီကလေးထိုင်ကုန်ဆက်တင်လုပ်တဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုရဲအညွှန်းနဲ့လိုက်ပြီးတော့တိတိကျကျဆက်တင်လုပ်ပြီးတော့မှသုံးပါလို့ပြောထားတယ်ဘာလို့လဲဆိုအကယ်၍တိကျမသုံးဆိုတိကျဆက်တင်မလုပ်ဘူးဆိုရင်ဒါ break ဆောင်းအောင်လိုက်တဲ့ချိန်ဆိုဒါပြုတ်ထွက်သွားတာပါညာရှိလို့ပေါ့နော်အဲဒီတော့တိကျဆက်တင်လုပ်ပါလို့ပြောပါတယ်ဟုတ်ပါပြီနောက်ထပ်စာမျက်နှာတော့ပါမယ်နောက်ဆက်တစ်ခုကတော့ဒီမှာ交通違反事故に事故と責任ဆိုပြီးတော့ပြောထားပါတယ်ဒါကဒီကားမောင်းတဲ့အခါဒီကားမောင်းစီးမြင်တွေကိုကျူးလွန်မဲ့လက်မလိုက်နာဘူးဒါမှမဟုတ်လို့ရှင်တခြားကိစ္စတွေဖြစ်သွားရဆိုရင်ကိုယူရမယ့်တာဝန်တွေပေါ့နော်အဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောထားတာပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အရန်များတာတော့မပါပါဘူးရေပွေအားဖြင့်ပြောရမယ်ဆိုတော့မြင်တဲ့အတိုင်းပဲထောင်ကြနိုင်တာပါညာရှိမယ်နောက်ပြီးတော့ကြတော့ဒီပတ်စံကုန်မယ်ပေါ့နော်ဒီနစ်နာတော့လူရွာမှာဖြစ်တဲ့အတွက်ဒါမှမဟုတ်လို့ရှင်တရားရုံးကချလိုက်တဲ့ပတ်စံကိုရွာမှာဖြစ်တဲ့အတွက်ပတ်စံအရန်ကုန်မယ်နောက်ပြီးတော့ဒီမှာနစ်နာသူကိုကျန်ရည်သူမိသားစုရွာအတွက်ပတ်စံအရန်ကုန်ပါမယ်ဒီလိုကိစ္စရဆိုတော့အရန်ကိုပတ်စံကုန်တာဖြစ်တဲ့အတွက်ကြောင့်ကိုကဒီကားမောင်းတဲ့အချိန်ကြာလို့ရှင်တတိရှိနဲ့မောင်းဖို့အရန်ကိုအရေးကြီးပါတယ်နံပါတ်6ကတော့ဟိုခန်းနာတို့ဟေးဆိုနာဂျွန်ဘီဒါကတော့အမခံကြီးတို့ပါတော့ဗောနော်ဒါကပုံမှန်တွင်းတင်တဲ့ဟာလေးတွေပါတဲ့ဒါ車の運転者は万が一事故に備えて自動車保険に加入したり、応急、救護処置に必要な、知識を身につけたり、救急用具を車に備え付けるなど並走から十分な用意をしておかなければなりません。だろうကားမောင်းတဲ့သူကအကယ်၍ဒီဘောနော်ဒီကားရင်မတော်တဆပါညာဖြစ်မှာတွေကိုကြိုတင်တွေးပြီးတော့ကားမောင်းဒီအမခံဝင်ထားမယ်နောက်ပြီးတော့ဒီအရေးပေါ်အသက်ကယ်တဲ့ဒီပစ္စည်းတွေကိုကားမှာတက်ထားမယ်နောက်ပြီးတော့အဲ့ဒီပစ္စည်းတွေရဲ့3ပုံ3နီးတွေကိုလည်းကိုကတင်ယူထားရမယ်နောက်ပြီးတော့ဒါကတော့ဒီကားမှာပေါ့နော်ဒီအရေးပေါ်ပစ္စည်းတွေကိုတက်ဆင်ထားရမယ်တဲ့ဒါကတော့တိတိကျကျဒီဘယ်လိုပြောရမလဲပြင်ဆင်ထားရမှာမဖြစ်မနေပြင်ဆင်ထားတဲ့ဟာတွေပါဆိုပြီးတော့ပြောထားပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့နံပါတ်2ပါနံပါတ်2ကဂျပန်မှာအရန်ကိုအဖြစ်များတယ်ပေါ့နော်ရှုကီအိုဘီ運転の禁止ဒါကတော့ဒီကားအရက်တောက်ပြီးတော့ကားမောင်းတာလုံးဝ禁止ပါဒီမှာဆိုရင်ရှုကီအိုဘီ運転酒酔い運転は正常な運転を阻害し、一方間違えれば本人にだけでなく関係のない、他人にも悲劇を巻き込む重大な事故につながります。
ဒီကတော့ဒီအရက်တောက်ပြီးမောင်းတာဖြစ်တာမဟုတ်ရင်အရက်မူးပြီးတော့မောင်းတာဆိုလို့ရှိရင်ကကိုကတစ်ချက်မှားသွားတယ်ဆိုလို့ရှိရင်ကိုတခုလည်းခံရမှာမဟုတ်ဘူး။ဗါလဲကိုနဲ့ဘာမှလာမှမတက်ဆိုင်တဲ့တခြားလူတွေရဲ့ဘဝတွေကိုလည်းကိုကဖြတ်စည်းသွားနိုင်တယ်တခြားလူတွေရဲ့ဘဝတွေမှာလည်းဒီဘယ်လိုပြောမလဲ air cure ရှိရ effect ရှိသွားနိုင်တာဖြစ်တဲ့အတွက်ဒီလိုကြီးကိုလည်းအကြီးဖြစ်နိုင်တာဖြစ်တဲ့အတွက်အရန်ကိုဒါမလုပ်တင်ဘူးလို့ပြောထားတာပါမလုပ်ရဘူးเนาะမလုပ်တင်ဘူးဆိုတာထက်ဒီလိုမျိုးစာခေဝန်တန်းရှူကခင်းရှီလို့ပြထားတာပါသူဒီမှာဆလုံးအမိန်နဲ့ရေးထားတာเนาะဒါတော့ 少しでも酒を飲んで車を運転してはいけませんနည်းနည်းလေးပဲဖြစ်ဖြစ်အရက်လေးနည်းနည်းလေးတောက်လိုက်တာဆိုပြီးတော့လည်းမောင်းလို့မရပါဘူးရက်တောက်ရင်ကိုမောင်းလို့မရတော့ပါဘူးနောက်နံပါတ်2これから車を運転する恐れのある人に酒を出したり飲酒を勧めたりしてはいけませんဒါကတော့ကားမောင်းတဲ့လူမှမဟုတ်သူကားမောင်းတယ်သူကားပါလာတယ်ဆိုတာသိရတာနဲ့သူ့ကိုအရက်လေးတောက်သွားပါကွာတို့အရက်နည်းနည်းလေးတောက်တာဘာမှမဖြစ်ပါဘူးဆိုပြီးဒီလိုပြောတဲ့လူမှလည်းအပြစ်ရှိပါတယ်တဲ့အဲ့အတွက်ဒီအဲ့လိုမျိုးသူ့မှာကားပါတယ်ဒါကားမောင်းရမယ်ဆိုတာကိုသိလို့ရှိရင်အရက်ကိုအရက်တောက်ဖို့မပြောသင့်ပါဘူးတဲ့နံပါတ်3ကတော့少しでも酒を飲みこれから運転する恐れのある人に車を貸してはいけませんဒါကတော့သူအရင်နဲ့တောက်ထားရဆိုတာသိလို့ရှိရင်အဲ့လူကကားအကေးလာငါ့ကိုဒီကားမင်းကားရင်းငှားပါကွာလို့ပါဆိုလို့ရှိရင်သူအရင်နဲ့တောက်ထားမြင်လိုက်တယ်တွေးလိုက်တယ်သိရဆိုလို့ရှိရင်မငားသင့်ပါဘူးတဲ့နံပါတ်4ကတော့運転者が酒を飲んでいることを知りながら送迎してもらうことを要求したり依頼したりしてその車に同乗してはいけませんဒါကကားမောင်းတဲ့လူကဒီရက်တောက်ထားတာကိုသိရတာနဲ့သူအားပေးအားမြောက်လုပ်ပြီးတော့ကိုကပါအဲ့ကားပေါ်လိုက်စီတယ်ဒီလိုမျိုးကလည်းမလုပ်ရပါဘူးတဲ့ပြောထားပါတယ်ဟုတ်ပါပြီဒါဖြစ်လို့ရှင်ဒီအောက်ကလီကိုင်းတို့ချက်ဒါလေးနည်းနည်းလေးပဲကြည့်လိုက်ပါမယ်ဒါလေးကတော့သူကအခုတတိရှင်းပြခဲ့တဲ့ဟာလေးတွေနားလဲမလဲကိုပြန်ပြီးတော့စစ်ပေးထားတာပါတိတ်ပြီးတော့အရင်ခတ်တဲ့ဟာတော့လည်းမဟုတ်ဘူးဆိုတော့ဒီတိုင်းပဲပြောလိုက်ပါမယ်နံပါတ်1ကပါလဲ自動車を運転するときは交通規則さえ守ればお互いに譲り合う必要はないဒါကားမောင်းလို့ရှိရင်ဒီကားရဲ့စီမင်းစီကံကားစီကံတွေကိုလိုက်နာတယ်လမ်းစီကံတွေကိုလိုက်နာတယ်ဆိုလို့ရှိရင်တစ်ဖက်သားကိုဦးစားပေးဖို့မလိုတလို့တစ်ဖက်သားကိုလည်းငဲကြည့်စရာမလိုပါဘူးတဲ့ဒါမှားပါတယ်နော်နံပါတ်2က運転するときは自分の通行の利便だけを考えず沿道で生活している人々に対して不愉快な騒音などの迷惑をかけてはいけないဒါကားမောင်းတဲ့အချိန်မှာကိုယ်တဘိုတွေကိုပဲမကြည့်ဘဲနဲ့ဒီကားဘေးလမ်းတစ်လျှောက်မှာရှိတဲ့အိမ်ဒီမှာနေထိုင်တဲ့လူတွေကိုလည်းတွေးပြီးတော့ဒီအတန်ကျဲကြီးတွေဟွန်းတီးတာတွေကားဘူးအဲ့လိုမျိုးလုပ်တဲ့ဟာတွေကိုလည်းမလုပ်သင့်ပါဘူးဒီအနောက်ရှက်မပေးသင့်ပါဘူးတဲ့မပေးသင့်ဖြစ်တဲ့အတွက်ကြောင့်မှန်ပါတယ်နံပါတ်3က同乗者を不用意にドアを開けたために起きた事故は運転手には責任がないこの間စီးလာတဲ့သူကတတိမထားမိပဲနဲ့ဒီကားတကားကိုဖွင့်လိုက်ပြီးတော့ဒီဖြစ်သွားတဲ့ကားရင်မတော်တဆမှုတွေဥမာပြောရင်ကားတကားဖွင့်စင်လိုက်တဲ့နောက်ကကားရှိနေရပေါ့နော်မတော်တဆဖြစ်သွားတယ်ဒီလိုမျိုးရင်မတော်တဆမှုတွေနဲ့ပတ်သက်ပြီးတော့ဒီကားမောင်းတဲ့လူမှာတာဝန်မရှိပါဘူးတဲ့ဒါမှားပါတယ်ဒီကားမောင်းတဲ့လူကပဲဒီကားရက်တဲ့အခါကျရင်နောက်ကကားလာမလားကားပေါ်ကလူဆင်းလို့ရှိရင်နောက်ကကားလာမလားကြည့်ပေးရမှာကားမောင်းတဲ့လူမှာတာဝန်ရှိပါတယ်အဲ့တော့မှားပါတယ်ဟုတ်ကဲ့ဒါဖြစ်လို့ရှိရင်ဒီအခန်းကြီး1ထဲကအခန်းလေး1နဲ့2ဒီမှာပဲပြီးပါမယ်ကျေးဇူးတင်ပါတယ်